ငခုံးမတကောင်ကြောင့်ထလေလုံးပုတ်ဆိုတဲ့မြန်မာစားကပုံကိုပြောပြမယ်နော်မူလအတိတ်ပဲကတော့လှေတစင်းပေါ်မှာငါးတွေအများကြီးတင်ဆောင်လာတဲ့အခါအဲ့ဒီထဲမှာငါးကုန်းမတကောင်နဲ့ပုတ်နေရင်တော့မှအဲ့ဒီငါးပုတ်ကထွက်တဲ့အညင်နဲ့အရည်တွေဟာကြံတဲ့ငါးကောင်းတွေကိုပါကူးဆက်သွားစေပါတယ်ရက်လေအနေနဲ့လှေပေါ်ပါသမျှငါးတွေအားလုံးဟာပုတ်တိုးပြီးအနက်အသက်ဆိုးဝါးကတုံးမရအောင်ပြက်စီးသွားရတဲ့တဘာဝကိုဆိုလာတာပါဆိုလိုရင်းအတက်မယ်ကတော့အဖွဲ့အစည်းတစ်ခုမိသားစုတစ်ခုဒါမှမဟုတ်လူအတိုင်းအဝိုင်းတစ်ခုမှာလူဆိုးတစ်ယောက်သို့မဟုတ်အကျင့်ပြတ်သူတစ်ယောက်ကြောင့်ကြံတဲ့လူကောင်းတွေပါနာမည်ပြက်ရတာတိတ်ခါကြရတာကိုဆိုဆိုတာပါအခုနားလည်သွားပြီဆိုရင်အသေးပေးခဲ့ follow လုပ်ခဲ့နော်